တတိနဲ့ရှူတယ်တတိနဲ့ရှိုက်တယ်အဲ့ဒီကဒီအာယုံကလွဲလို့တခြားကိုလေးလေးထိသွားတယ်ဆိုတဲ့အာယုံကလွဲလို့တခြားကိုမရောက်အောင်စိတ်ကိုထိန်းကျောင်းပြီးတော့ထွက်လေဝင်လေဆိုတဲ့အာယုံနမိတ်ကလေးပေါ်မှာပဲအခြေခံထားတာသမထလို့ခေါ်တယ်အဲ့ဒီသမထကဘာဖြစ်လဲဒီထွက်လေဝင်လေလေးပေါ်မှာအာယုံစိတ်ထားတဲ့အခါမှာထွက်လေဝင်လေလေးရဲ့မူလအနေထားတစ်ခုကနေပြီးတော့ထူးခြားတဲ့အနေထားတစ်ခုလို့ဆိုရင်နမိတ်ဆိုတာပေါ်လာတတ်တယ်အာယုံနမိတ်ဆိုတာတမာတိလေးရလာလို့ရှိရင်အာယုံနမိတ်ပေါ်လာတယ်မိဂိုရံလေးထွက်လာသလိုလိုအလင်းရောင်လေးထွက်လာသလိုလိုဘောလုံးလေးဟာနှာသီးကွာမှာလဲနေသလိုလိုအမှုလေးတွေဖြစ်ပေါ်လာတယ်အဲ့ဒီပုံမှာဆက်လက်ပြီးစိတ်ကိုတည်ငြိမ်အောင်ထားပြီးဒီစိတ်နဲ့ဒီအာယုံနဲ့မကွာအောင်တင်ပေးနေတဲ့ဝိတက်ကြံစီတယ်လို့ခေါ်တွေးတောတယ်လို့ခေါ်ဒီအာယုံလေးနဲ့စိတ်ကိုအာယုံလေးပေါ်မှာတင်ပေးနေတာကိုဝိတက်လို့ခေါ်တယ်အဲ့ဒီဝိတက်ကိုစိတ်နဲ့အာယုံနဲ့ကွဲမသွားအောင်ထိမ့်ပေးတာကဝိสารဒီအာယုံလေးပေါ်မှာစိတ်แท้ကျင့်တတ်နေတာကပီတိဒီအာယုံလေးနဲ့မပြတ်ထိတွေ့နေတာစိတ်ထဲမှာချမ်းသာနေတာကဒုက္ခစိတ်လေးဟာဒီပေါ်မှာတည်ငြိမ်ပြီးတော့သွားတာကဧကဂတသမာဓိလို့ဒီငါးခုမှာဟန်ချက်ညီညီနဲ့သူ့အလုပ်ကိုသူလုပ်သွားပြီဆိုရင်ဒါပထမဇန်လို့ခေါ်တာအဲ့လိုအာယုံတစ်ခုပေါ်မှာနမိတ်ပေါ်မှာဒီလိုစိတ်ဟာတည်ငြိမ်မှုရသွားတယ်ဆိုတဲ့အနေအထားမျိုးဟာဒါသမထချင်းစဉ်လို့ခေါ်တယ်ပေါ့ဥပ္ပစာရသမာဓိဆိုတာဇံမရခင်ရှေ့ပိုင်းမှာတည်ငြိမ်မှုအပ္ပနာသမာဓိဆိုတာဇံအာယုံဇံအဆင့်ထိအောင်စိတ်ဟာတည်ငြိမ်မှုလုံးဝရသွားတဲ့အနေအထားထည့်သွင်းထားသလိုငြိမ်သွားတာဆိုလိုတာကမြေကြီးထဲမှာငုတ်ဆိုင်လိုက်သလိုငြိမ်ကျသွားတာမျိုးကြတော့အပ္ပနာသမာဓိစိတ်ကိုထည့်သွင်းထားလိုက်သလိုပြောင်းလဲမှုမရှိဘဲနဲ့တည်ငြိမ်သွားတဲ့သဘောအဲဒီလိုဥပ္ပစာရသမာဓိအပ္ပနာသမာဓိလို့ဆိုတဲ့ဒီသမာဓိတွေဖြစ်ပွားလာတဲ့အခါဒီသမာဓိတွေရလာပြီဆိုလို့ရှိရင်ဒါသမထရှင်းစဉ်ကျင့်တယ်သမထသမာဓိလို့ခေါ်တယ်အာယုံကဘာတော့ဆိုရင်ထွက်လေဝင်လေလို့ခေါ်တယ်ပညာဆိုတဲ့အာယုံပေါ်မှာအခြေစိုက်တာဝိပဿနာကြတော့အဲ့ဒီလိုမဟုတ်ဘူးဝိပဿနာကြတော့ထွက်လေဝင်လေကိုရှုမြင်ချက်ကတစ်မျိုးရှုတယ်ဝါရောရဲ့လှုပ်ရှားတဲ့သဘောကိုကြည့်တယ်အဲ့ဒီဝါရောကထိသွားတဲ့ကာယပတ္တာရရဲ့သဘာဝကိုကြည့်တယ်လေလေးရဲ့လေလို့ခေါ်တဲ့ဖွတ်တပအာယုံရဲ့ထိသွားရာဖြစ်တဲ့ကာယပတ္တာရရဲ့ထိရင်ထိမှန်းသိလိုက်တယ်ဆိုတဲ့စိတ်ရဲ့ဟောဒီသုံးခုကိုမှတ်သားပြီးတော့ဒီသုံးခုကိုပိုင်ပိုင်နိုင်နိုင်ရှုလိုက်တိုင်းရှိုက်လိုက်တိုင်းသုံးမျိုးမြင့်ပြီးတော့သိသွားတဲ့အစစ်အမှန်ဝါရောယုတ်ရဲ့သဘောကာယပတ္တာရရဲ့သဘောတလဲ့စီထိုဝါရောနဲ့ကာယပတ္တာရစုံစည်းတဲ့အခါမှာထိမှန်းသိလိုက်တဲ့အသိစိတ်လေးရဲ့သဘောအဲ့ဒီလိုသဘာဝတရားပရမတ်တရားအထိအောင်စိုက်ထိအောင်အသိဉာဏ်နဲ့ဆင်ញင်ပြီးသိနိုင်လာပြီဆိုတော့အဲ့ဒါကြတော့မှဝိပဿနာလို့ခေါ်တယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့စိတ်ငြိမ်ယုံကတော့သမာဓိသမထအဲ့ဒီစိတ်ငြိမ်မှုတွေပေါ်မှာသဘာဝတရားတွေကိုရှုတာပဲဖြစ်စေအာယုံကိုပဲခွဲပြားရှုတာပဲဖြစ်စေဆိုပါစို့ပထမဇန်ဆိုတဲ့အဆင့်ရောက်တဲ့အခါမှာဝိတက်ရဲ့သဘောကိုကြည့်တယ်ပထမဇန်ရပြီးတော့ထိုပထမဇန်ကနေနောက်ဆုတ်ပြီးတဲ့အခါမှာမိမိတဏ္ဍာမှာဖြစ်တယ်ဆိုပါစို့အိမ်မက်ပြီးလို့အိယာကဖြတ်ခနဲ့နိုးလာတဲ့အခါမှာအိမ်မက်ကိုပြန်စဉ်းစားတယ်လို့ပဲဟောပထမဇန်ရလို့ဇန်ကနေပြီးတော့ထွက်ခွာလာတဲ့အခါမှာအာယုံကိုမဆင်ញင်မဲနဲ့ဒီအာယုံပေါ်မှာအမိပြုပြီးတော့ဖြစ်တဲ့စိတ်ကိုအာယုံပေါ်တင်ပေးနေတဲ့ဝိတက်ရဲ့သဘောစိတ်နဲ့အာယုံကွဲမသွားအောင်ထိမ့်ပေးတဲ့ဝိสารရဲ့လှုပ်ဆောင်ချက်စိတ်ထဲမှာကျေနပ်နေတဲ့ပီတိချမ်းသာနေတဲ့ဒုက္ခတည်ငြိမ်နေတဲ့တမာတိတို့ဆိုတဲ့
ဒီတဘာဝတရားတွေကိုရှုမြင်သုံးသပ်လာနိုင်လို့ရှိရင်ဒါဝိပဿနာလမ်းကြောင်းလို့ခေါ်တယ်ဟောသမထနဲ့ဝိပဿနာသမထရဲ့အာယုန်ဒီပညာဝိပဿနာရဲ့အာယုန်ဟာပရမတ်လို့ဒီလိုခွဲခြားမှတ်သားသွားပြီးတော့သမထကျင့်စဉ်ကျင့်တာလားဝိပဿနာကျင့်စဉ်ကျင့်တာလားလို့ကိုယ့်ကိုဒါမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရောက်အောင်သွားဖို့လိုအပ်တယ်ပေါ့ဝိပဿနာဆိုတာပညာကိုခေါ်တာသမထဆိုတာသမာဓိကိုခေါ်တာသမာဓိဆိုတာစိတ်ငြိမ်အောင်လုပ်တဲ့သဘောကိုပြောတာပညာဆိုတာကအမှန်ကန်သိတာကိုပြောတာကိုယ်တဏ္ဍာမှာဘာတွေဖြစ်နေတယ်ဆိုတာအမှန်ကန်သိတာပညာနဲ့မှသိတာသမာဓိရှိနေုံနဲ့သိတာမဟုတ်ဘူးလေသမထသမာဓိဆိုတာပညာအာယုံပေါ်မှာစိတ်ကိုတည်ငြိမ်အောင်ထားတာသူ့ရဲ့နောက်ဆုံးအကျိုးဆက်ကတော့ဘာလို့ဆိုရင် mental power လို့ခေါ်တဲ့စိတ်စွမ်းအားတကူတွေရနိုင်တယ်ပေါ့သူ့ရဲ့လမ်းဆုံးကအဲ့ဒါပဲဝိပဿနာကြတော့အဲ့ဒါမျိုးမဟုတ်ဘူးအမှန်ကန်စဉ်းစားလို့သဘာဝတရားတွေကိုအမှန်ကန်သိလို့မှန်ကန်သိလာတဲ့အခါအမှန်ကန်သိတဲ့ပုံမှာဒီယုံနာဓမ္မသင်္ခါရတွေရဲ့သဘာဝကိုအရင်သိတယ်သိပြီးတဲ့အခါမှာထိုသဘာဝတွေပုံမှာမမြဲတာတွေသိလာတယ်ဆင်းရဲတာတွေသိလာတယ်ကိုယ်မပိုင်တဲ့သဘောတွေသိလာတယ်သိလာတဲ့အခါအပြစ်တွေမြင်လာတော့ညှင်းငွေလာတယ်ညှင်းငွေလာတော့ဓာတွေကိုလွတ်ချင်လာတယ်လွတ်ချင်လာတယ်အဲ့ဒါလို့အာယုန်တွေပေါ်မှာတွေ့တာမှုတွေဟာရောပါပြီးတော့လာ